Hello everyone, welcome to my channel. ကျွန်တော်ကတော့ Mario ပါ။ဒီနေ့မှာတော့အင်္ဂလိပ်လိုနေ့စဉ်ပြောနေတဲ့အထက်ကထိထိရောက်ရောက်သုံးနိုင်တဲ့ phrasal verb ၅လုံးကိုဥပမာလေးတွေနဲ့တကွပြောပြပေးတော့မှာဖြစ်ပါတယ်။ပထမဦးဆုံးစကားလုံးလေးကတော့ get on ဖြစ်ပါတယ်။ get on ရဲ့အဓိပ္ပာယ်ကတော့ရင်ဒါမှမဟုတ်တိရစ္ဆာန်တွေပေါ်သို့တက်သည် feed သည်ဟုအဓိပ္ပာယ်ရပါတယ်။ဒါဆိုရင်ဥပမာလေးတွေနဲ့အတူလေ့လာကြည့်ရအောင်။ Need to get on the train before it leaves. ရထားမထွက်ခင်မှာငါတို့ရထားပေါ်တက်ရမယ် We need to get on the train before it leaves ရထားမထွက်ခင်မှာငါတို့ရထားပေါ်တက်ရမယ် Can you get on the motorcycle behind me ဆိုင်ကယ်ပေါ်ကိုကျွန်တော်နောက်ကနေတက်နိုင်မလား Can you get on the motorcycle behind me ဆိုင်ကယ်ပေါ်ကိုကျွန်တော်နောက်ကနေတက်နိုင်မလားဒုတိယမြောက်စကားလုံးလေးကတော့get off ပဲဖြစ်ပါတယ် get off ရဲ့အဓိပ္ပာယ်ကတော့ယင်တရိတ်ဆန်တွေပေါ်မှာဆင်းသည်လို့အဓိပ္ပာယ်ရပါတယ် get on ရဲ့ဆန့်ကျင်ဘက်အဓိပ္ပာယ်ပေါ့ဒါဆိုရင် get off ကိုဥပမာလေးနဲ့အတူလေ့လာကြည့်ရအောင် I will get off at the next bus stop နောက်မှတ်တိုင်တစ်ခုမှာငါဆင်းမယ် I will get off at the next bus stop နောက်မှတ်တိုင်တစ်ခုမှာငါဆင်းမယ် Can you get off the bike စပိန်ပေါ်ကနေဆင်းလို့ရမလားCan you get off the bike စပိန်ပေါ်ကနေဆင်းလို့ရမလားနောက်တစ်ခုကတော့ get up ပဲဖြစ်ပါတယ် get up ရဲ့အဓိပ္ပာယ်ကတော့အိယာကထသည်မတ်တရက်သည်လို့အဓိပ္ပာယ်ရပါတယ်အိယာထသည်တော့အများဆုံးသုံးပြတာကိုတွေ့ရပါတယ်ဒါဆိုရင်ဥပမာလေးတွေကိုကြည့်ရအောင် I usually get up at 7 o'clock ကျွန်တော်များသောအားဖြင့်9နာရီမှအိယာထတယ် I usually get up at 7 o'clock ကျွန်တော်များသောအားဖြင့်9နာရီမှအိယာထတယ်Please get up and greet the teacher. ကျေးဇူးပြု၍ထရက်ပြီးဆရာမကိုနှုတ်ဆက်ပါ Please get up and greet the teacher. ကျေးဇူးပြု၍ထရက်ပြီးဆရာမကိုနှုတ်ဆက်ပါနောက်တစ်ခုကတော့ turn on ပဲဖြစ်ပါတယ် turn on ရဲ့အဓိပ္ပာယ်ကတော့လျှက်စိတ်ပစ္စည်းတွေကိုဖွင့်သည်လို့အဓိပ္ပာယ်ရပါတယ်ဥပမာလေးတွေကိုလေ့လာကြည့်ရအောင် Can you turn on the light please? ကျေးဇူးပြု၍မီးဖွင့်ပေးလို့ရမလား Can you turn on the light please? ကျေးဇူးပြု၍မီးဖွင့်ပေးလို့ရမလား Turn on the fan if hot ပန်ကာဖွင့်လိုက်ပါပူနေတယ် Turn on the fan if hot ပန်ကာဖွင့်လိုက်ပါပူနေတယ်နောက်ဆုံးစကားလုံးလေးကတော့ turn off ပဲဖြစ်ပါတယ် turn off ရဲ့အဓိပ္ပာယ်ကတော့ turn on ရဲ့ဆန့်ကျင်ဘက်လျှက်စစ်ပစ္စည်းတွေကိုပိတ်သည်လို့အဓိပ္ပာယ်ရပါတယ်ဒါဆိုရင်ဥပမာလေးနဲ့အတူကြည့်လိုက်ကြရအောင် Can you turn off the light please ကျေးဇူးပြု၍မီးပိတ်ပေးလို့ရမလား Can you turn off the light pleaseကျေးဇူးပြု၍မီးပိတ်ပေးလို့ရမလား Turn off your phone in class စာသင်ခန်းထဲမှာဖုန်းကိုပိတ်ထားပါ Turn off your phone in class စာသင်ခန်းထဲမှာဖုန်းကိုပိတ်ထားပါဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးလည်းနားလည်တော့ကြမယ်ထင်ပါတယ်ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel ကိုလည်း like follow နဲ့ subscribe လေးလုပ်ပေးဖို့မေ့ကြပါနဲ့အောင်